အားလုံးပဲမင်္ဂလာပါရှင်လက်ဖားလေးဆက်ရှင်အလုံးရှာဖွေရုံကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကတော့ညီမလေးအလုံး9ခုနဲ့လာမိတ်ဆက်ပေးမှာပေါ့နော်အလုံးနံပါတ်1ကတော့အိမ်ဖော်အလုံးပေါ့နော်အလုံးနေရာကတော့ဖလမ်ဆောင်မှာပါရှင်တထေး3ယောက်ရှိမယ်လစာ12000နာရက်4ရက်မနိုင် OT 900ပါရှင်အလုံးနံပါတ်2ကတော့ယောက်ျားလေးစေးတော့အလုံးပေါ့နော်အလုံးနေရာကတော့စုခုဝင်းမှာရှင်တရက်ကို900ပေးပါရရှင်အခန်းပေးရနော်ကိုစားရမယ်ရှင်အလုံးနံပါတ်3ကတော့အိမ်ဖော်အလုံးပါရှင်အလုံးနေရာကတော့ဒေါ်မုံမှာပေါ့နော်တထေး9ယောက်ရှိမယ်အိမ်ကနှစ်ထပ်အိမ်ပါရှင်လက်စာ14000နာရက်4ရက်မနိုင် OT 900ပါရှင်အလုံးနံပါတ်4ကတော့အိမ်ဖော်အလုံးမင်းကလေး2ယောက်တအိမ်ပေါ့နော်အလုံးနေရာကတော့ကြံထပ်ပူရီမှာရှင်တထေး9ယောက်ရှိမယ်ခွေးကလေး10ကောင်ရှိမယ်ရှင်လက်စာကတော့တယောက်ကို13000နာရက်4ရက်မနိုင် OT 900ပါရှင်အလုံးနံပါတ်5ကတော့တစ်တီယောက်အလုံးပေါ့နော်မင်းကလေး2ယောက်ခေါ်မယ်ရှင်အလုံးနေရာကတော့နွန်ထပ်ပူရီမှာပါလက်စာ12000နာရက်2ရက်မနိုင် OT 900ပါရှင်အလုပ်ချိန်ကတော့မနေ့9နာရီကနေည9နာရီအထိပေါ့နော်အခုညီမပြောရတဲ့အလုပ်5ခုကိုစိတ်ဝင်စားတယ်ဆိုရှင်လက်ဖော်လေးစိတ်ရှိရုံမှာဝင်လာစမတ်လို့ရတယ်ရှင်စမတ်ချင်းမရှိဘူးနော်အလုပ်ရမဝန်ဆောင်ခတယောက်1000ပတ်ရှိမယ်ရှင်ရုံနေတိုင်းဖွင့်နေနော်ရုံပေးရမရှိဘူးရှင်အလုံးမဲ့မင်္ဂလာပါရှင်